ထမ်းမေးပေါ်ကထမ်းသီးတွေကိုကိုယ်တိုင်အခုလိုလက်နဲ့ကန်ပြီးတော့ဖြုတ်စားလို့ရပါတယ်ဟယ်လိုဘယ်မှာမိသားကြီးအားလုံးပဲမင်္ဂလာပါကျွန်တော်တို့ The Hack ကလင်းသက်မှာဖြစ်ပါတယ်ဗျဒီမှာတော့ The Hack ရဲ့ယူရီပါဟုတ်ပါတယ်ကျွန်တော်တို့ကဒီနေ့တန်လင်ဘက်ကိုအပူလာရှောင်ရင်းနဲ့ Green House ဆိုတဲ့ organic farm ထဲမှာလာပြီးတော့အပန်းဖြစ်ရပဲဖြစ်ပါတယ်ဗျဟုတ်ပါတယ်ဒီမှာတက်နေလဲငှားလို့ရတယ်နောက်ပြီးတော့နှေးလဲစီးလို့ရတယ်ငှားတော့ငှားလို့ရတယ်ဒါနဲ့နောက်ကလေးပါလာမယ်ဆိုရင်ဒီဘက်မှာကစားကွင်းလေးလည်းရှိရဲဟုတ်အရင်အဆင်ပြေဟုတ်လားအဲ့ဒါအရင်သိကျင်နေပြီအဲ့တော့အားလုံးကလက်ထည့်ပေးကြပါဦး哇，pretty。ဒီနေ့မှာတော့ကျွန်တော်နဲ့ယူရီလေးကဆောင်းမစီကလည်းကုန်သွားပြီရွေလေးကလည်းဝင်လာပြီဆိုတော့အပူလေးကလည်းရှောင်ရှင်းလာတယ်အဲ့တော့ကျွန်တော်တို့ကဒီဘယ်ကိုရောက်နေလို့ထင်လဲကဲယူရီတို့က Green House မှာ camping trip နေရဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကတော့ကျွန်တော်မှထားတဲ့ဟင်းပွဲတွေပါယူရီကိုရီဘာတွေမှာထားရလဲတမစကောသမင်းနောက်ပြီးတော့ဖားကြော်ပြီးတော့ကြက်ကြော်ပြီးတော့ကြွက်ကြော်မှာထားတယ်ပြီးတော့ဒီမှာထိုင်နေရတယ် yes ဒါလေးကတော့ဟင်းညူလေးပါဟုတ်အဲ့တော့အပြောလေးရှော့ပြီးစားလိုက်မယ်နော်ပိုင်လဲစားနေပြီစားမယ်ကျွန်တော်တို့ကသဘောထမင်းထဲမှာဘာတွေပါလဲဆိုတော့ပဇွန်ပါတယ်ငါးပါတယ်ကြက်ဥကြော်ပါတယ်ခောက်ဆွဲကြော်ပါတယ်ဂုံမြကြော်ပါတယ်ငါပိတောင်းလည်းပါငါပိတောင်းလည်းပါပြီးတော့ဒီမှာကြက်သားကြော်ဟင်းပွဲတွေအများကြီးယူရီခေါင်းကြောင်လည်းကုန်ပါမယ်မကုန်တော့တော့ကိုအရင်များနေအယူအဲ့ဆိုရှုပ်ပါရဲ့ဆရာကြီးညောင်အတူတူဆွဲရအောင်လားဒီတစ်ခါတော့အတူတူချိန်မယ်တရားပြရတာတော့အဲ့လောက်ပါပဲโอเคကြက်ကြော်စားကြကြကြက်ကြော်အကြိုက်ဆုံးပဲဒီကြက်ကြော်တကယ်ကောင်းတာဝါစာကြက်ကြော်မတို့စားမှာရမ်းစားပါတော့မလေးဒါတော့လုံးဝကျွန်တော်မျိုးထဲမှာစားနေကြကြက်ကြော်လို့ကြက်ကြော်လို့ပုံစံကိုအရသာနေရအကွက်တီပဲလိုက်တယ်ငါပြလာမြည်ကြည့်မှာပဲတပိချင်ဟုတ်တယ်တော့အရသာရှိရဲ့တကယ်နဲ့မွေးတော့ကျွန်တော်ကတော့ဒီထဲမှာအကြိုက်ဆုံးကတော့ကြက်ကြော်နှမျိုးကိုအကြိုက်ဆုံးပဲတကူကဗမာကြက်တကူကစီပီကြက်တော့ပေါ်တယ်ကြက်ကြော်ကပီလာတို့စားဟုတ်တယ်ခမင်းဆွဲလိုက်မှာဆွဲကျုံးလိုက်မှာနော်ကျုံးရဒီကထမှလို့ရတယ်နေလို့နေရမဟုတ်ဘူးနေလို့ရတယ်ဒီခမင်းတစ်မျိုးလေးတော့ဟိုလေကဘာကိုခေါ်ရမှာနေရရတယ်ဒီမှာနေယူစားရရနော်ယူနော်မင်းတော့မှာပြောင်းချစ်ဘူးနော်ဆွဲရအမှန်ကိုလိုသဘောထားပြီးစားကျေးဇူးပါဟုတ်ထိုင်းရည်လေးပေးပါဦးထိုင်းရည်လေးတောက်ချင်တယ်အေးရကွချိုလေးဒီမှာဘီယာလေးရတော့ကောင်းတယ်ရတယ်မိုက်တယ်ဟုတ်ပါအဲ့ဒီပြည့်ကျွန်တော်၄ယောက်ချီရလို့အရင်စားပြီးမှ၄ယောက်ချီရလို့ပဇွန်ခွာတော့မဆူလင်းတတိရလိုက်တာကိုနေဒါယူရီခွက်လာလား yes ထပ်မှခောက်ကော3ခွက်ပါမှာဟောရနဖိုင်မိုးလေလောက်အချိုးမခါဘူးမမူးဘူးတော့ဘူးတော့မခါတော့လို့ဟိုဆက်သွားဟောအဲ့ဒါရှိတယ်ဟောထိုင်တော့လို့ဖြစ်တာအဲ့လိုအားရမတဲ့ဟောတဲ့လို့ဖြစ်ဒီအမေပတ်စံကြီးတယ်အဲ့တော့တက်ဆံကြီးဖြစ်နေတယ်ပြေဖို့ရှိတယ်မတက်ဆံကြီးတယ်မဖြစ်တော့ရှေကျက်တော်ကြိုက်တယ်
အောင်မလေးကျွန်တော်ကအဲ့လိုမျိုးပေါ့နော်ဒီဖားတွေကြက်တွေကတိတ်ပြီးတော့စားနေကြမဟုတ်တော့မိတ်စားတယ်လို့ပါအရသာတော့ကောင်းတယ်ကျွန်တော်လည်းဖားစားကြည့်တယ်အချိန်သိမပြေဘူးသိမကြိုက်ဘူးခါလို့ဆိုအသိမကြိုက်ကြောက်တော့မစမ်းကြည့်ရတယ်စက်ဒီမိကြတယ်ဒီသူတို့ဟေးဘီတော့တော်မိုက်တယ်တမန်ကြီးနဲ့မမွေးလေးနဲ့ငါတို့ဘီကြီးလားငါတို့နည်းများတယ်သူစားလေး မပြီးတော့တော့ကောင်းလား ဟုတ်တယ် 5 state တော်တော်တိုက်တာနဲ့မွေးနေရပဲလားတော့တော်ထိတ်ရဆောင်းတိုက်ပါ ဟဲ့ဒီပါလားโอเค နည်းနည်းလေးငယ် နည်းလေးငယ်ဟုတ်ကဲ့လည်းရတယ်တမန်ကြီးညနေမွေးပြီးလိုက်ရောလူကြီးတော့ဘယ်သူတော့ပါသေးလားမသိဘူး အေးလေးနဲ့တောက် နော် ဒီလိုလမ်းဘလိုလမ်းမဲ့တဲ့ဟာလေးနည်းနည်းပြုံးလေးပါပြီးခဲ့ဒီလိုလိုက်ကားလိုက်တာလေ နော်ကာကာလာရတယ်မပြောလိစာမပြောတိနေလာနေပါဆိုလို့ဒါကပြောရ ဒီမှာထိုင်နေပြီလားစားရင်စားတော့မယ် ကျွန်တော်လည်းအစားဖို့ရေးကြည့်လို့ပါ ပြီးရင်ဘယ်လိုသွားမှသိရင်တက်ကြည့်ပါနော်မဆိုးပြ ကျွန်တော်တော့မိန်နော် လူနေရာမှာအဲ့လိုငယ်ချင်းနေ4-5ယောက်ထက်မနည်းလာကြမယ်ဆိုလို့ဒါတော်တော်ပြောဖို့ကောင်းတယ်ညနေဘက်အထိနေမယ်ဆိုလို့ရှိရင်ပိုပြောဖို့ကောင်းပါနေကဘက်ဆိုတော့နည်းနည်းတော့နေပူတယ်ညနေခင်းဆိုလို့ရှိရင်တော့နေလေးလည်းရိတ်သွားမယ်ကန်လေးရလည်းကြီးပြီးနေတယ်ဆိုတော့လှေးလေးလည်းစီးလို့ရမယ်ပြီးတော့ဒီမှာကစားငွေလေးလည်းရှိရဆိုတော့ခလေးတွေရောလူကြီးတွေရောစောက်လို့ရတယ်ဒီမှာအကြိုက်ဆုံးတစ်ချက်ကတော့ထမ်းရည်ကိုကိုယ်တိုင်တက်ယူပြီးတော့တောက်လို့ရတယ်ထမ်းမေကိုသူတို့ကဟိုဟာလေကားလေးစိတ်ပေးထားရဆိုတော့တော်တော်အဆင်ပြေတယ် ဒီအောင်ကြီးကနေဆက်တယ်ဆိုရင်တိုင်းရည်တောက်ပြီးတော့ဟေးကောင်း ဟင်းလည်းကောင်းနော် ပါဟေးလည်းမလား တာလာဘော တာလဘော ဟုတ်ပါဘူးချက်တော့ လက်တကန်းဟင်း တကယ်ကြီးလား လက်တကန်း သိလား မသိဘူး အပြီးလက်တကန်းဟင်းလား မကြောက်ဘူး ကိုလက်တကန်းမှာရှိရဲ့အစားအစာတွေကိုယူပြီးထည့်ချက်တာလက်တကန်းဟင်းလို့ပြောတယ် ဟော ကျေးဇူးတင် စားရနော် ပထမဆုံးချက်သားပဲ မတော်ပါဘူးအဲ့တော့အရင်ထူသားတဲ့ခါတိတ်မပြနဲ့အော်ဒီအရင်သဘောကျပါပါဘူး တော်ပါဘူးဟိုပါလေပြီးငပြီးနဲ့တို့စားမိုက်တယ်အေးလေးမ ကျွန်တော်သိရတော့ပခါးစီကိုအစိမ့်လိုက်ကြိုက်ငါလူမိုက်ပဲ ဟုတ်လားဒီမိုက် ဆောတော့တစ်ဖြက်ဝင်လာတော်ညာ ဟုတ်တယ် တက်တော့ရိုက်နေလို့ကျွန်တော်တို့ကတက်တော့မှလည်းရှိတယ်နာမည်ကတော့ half နာမည်နဲ့ရှာလို့ရပါတယ် ခုတော့စားလိုက်ပါဦးမယ် စားကောင်းလို့ဘာမှတော့မပြောနိုင်တော့ ဒီတန်ကိုရောက်လို့ရှိရင်ဗမာချက်မှာစားကြည့်ပါဗမာချက်ကဒီမှာတော်တော်ကောင်းတယ်လက်ဆက်တယ်ပေါ့နော်ဟုတ်လားကောင်းလားဘယ်လိုလဲရလား ဟုတ်လား ဟုတ်လား ညီမတို့ကြိုက်တယ် ဒီမှာကြိုက်တယ် ဂျင်းနဲ့တင်းတင်းလေးနဲ့နော် ဆမ်းမေကိုကိုယ်တိုင်ချောင်းနဲ့လက်နဲ့မတက်ထောက်ပဲနဲ့ဒီလိုမျိုးလှေကားလေးနဲ့အလွယ်တကူတော့တက်လို့ရပါတယ်ကိုယ်တိုင်လှေကားလေးနဲ့တက်ပြီးတော့အပေါ်မှာထန်းသီးရထန်းရည်တွေကိုလည်းယူတောက်လို့ရပါတယ် ဝါ ဟောမြည်ပဲဟာ မိုက်တယ် ထမ်းမေပေါ်ကထန်းသီးတွေကိုကိုယ်တိုင်အခုလိုလက်နဲ့ကန်ပြီးတော့ဖြုတ်စားလို့ရပါတယ် ဝါအကြီး ကြိုက်လားကြိုက်တယ်နော် မိုက်တယ် ထမ်းမေကလည်းမြည်ပဲ ဟ
ယူရီဒီမှာဘန်ဂလိုတွေကများလာပြီလား ဟုတ်တယ်အကိုဒီဘက်ချမ်းကဘန်ဂလိုအသေးတွေက1000နောက်ပြီးတော့ဒီဘက်ကဘန်ဂလိုအကြီးတွေကကြာ2000တနေ့ကုန်နေလို့ရတယ် ဟာကောင်းလာပြီလား ဟုတ်တယ် ဟောမစိုးတော့ဟာဒီမှာပြီးတော့လှေနဲ့ဘဲနေလဲစီးလို့ရတယ်ဒီကိုလာလဲလို့ရဲမှာဘဲမရှိတဲ့ကောင်မလေးဆိုလို့ရှိရင်လည်းဘဲကိုကိုယ်တိုင်ငှားပြီးတော့စိတ်ချက်စီးလို့ရတယ်စိတ်တယ်လို့စီးဘာမှလည်းကြမပြောဘူးနေရင်ပဲရပါပဲရနေရင်ပဲအုပ်ကြက်တယ်လို့အေးဆေးပဲဆိုတော့ဒီမှာစီးလို့ရပါတယ်ဆိုတော့ဟိုဘက်မှာစိုက်ခဲလေးရှိသေးတယ်လိုက်ကြည့်ပါဦးကျွန်တော်တို့ဒီ green house ကိုလာလည်မယ်ဆိုလို့ရှိရင်ဒီမှာမှားလိုက်တဲ့အသီးရွက်တွေအသီးနှံတွေကလုံးဝ organic မဖြစ်မှာကိုစိတ်ပူစရာမလိုဘူးကျွန်တော်အခုရောက်နေတဲ့နေရာကစိုက်ခင်းထဲမှာရောက်နေတာနော်ဘာရရှိလဲဆိုတော့ငရုတ်သီးပင်တွေရှိတယ်ဘူးသီးပင်တွေရှိတော့ခန်းကျင်တွေရှိတယ်ပြီးတော့ဘာရှိသေးလဲဟော ပြီးတော့ ကိုက်လန်ကိုက်လန်တွေရှိတယ် ကိုက်လန်ရှိရယ် ဟေးဟင်းနုနယ်တွေလည်းရှိတယ်ကစုံညက်တွေလည်းရှိတယ်ဆိုတော့ဒီမှာကဘေးဥဘက်ကင်းကင်းနဲ့ organic ဖြစ်တဲ့အသီးနှံတွေကိုဒီမှာစားလို့ရတယ်ပြီးတော့ဒီမှာကအမဲရောင်တွေ့လားဒီအမဲတွေကဘာလဲဆိုတော့ဒီထဲမှာကျွန်တော်မှုတွေမွေးထားတာပါမှုဆိုတာကျွန်တော်စားလို့ရတဲ့မှုပါကောက်ရုပ်မှုလို့တော့ပြောတယ်ဗျဟုတ်တော်မိုက်တယ်ဒီမှာတော့ဘူးစင်မှာကဘူးသီးတွေကဒီမှာကြည့်အနုလေးတွေအများကြီးပဲဘူးသီးနုမခူးရဒါလေးတစ်ခုတော့မှတ်ထားစီခြင်းနဲ့ကျွန်တော်ကတော့ခိုးဝခြင်းနဲ့အလကားပြောတာပါ ပြောပါကြီးတွေ အေးဆိုကြီးပဲကြီးအကိတ်ဒီမှာ ကြီးပဲ ဒီမှာအကိတ်ဟဲ့ပုလို့ကောင်းတယ်အမွေးလေးတွေကမ ဒါ တ် တော့ ရော မင်းတို့ လက်မှာကတ်တယ် အေးနော်ဟုတ်ပါကျွန်တော်တို့နှစ်ယောက်ကအခု Green House Channel မှာငါးလည်းများပြီးပြီလေလည်းလော်ပြီးွားပြီးပြီးတော့ဒီမှာရှိတဲ့ကလေးကစားကွင်းတွေမှာလည်းစော့ပြီးွားပြီးမုတ်တွေလည်းအများကြီးစားပြီးွားပြီဆိုတော့ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုဒီမှာပဲအဆုံးသတ်လိုက်ပါမယ် တဟန်းမြန်မာရဲ့ social media platform ကို like and subscribe လုပ်ဖို့မမေ့ကြနဲ့နော် ဒါဆိုရင်တော့အားလုံးပဲ bye bye ပါ